ညီကိုရတော့မဲမင်္ဂလာပါဒီနေ့ညကစားဝါမယ်စပါနဲ့ပဲလစ်တို့ရဲ့ပွဲစဉ်ကိုရွေးချယ်မှုလေးလုပ်ပေးသွားပါမယ်ဆိုတော့ဒီပွဲစဉ်မှာအေရှင်စပါနေပြီးတော့မနက်ခင်းအစောစတေကြီးအနေနဲ့စပါ level 30အရှုံးဘူပေါင်းကြီး3လုံး80အစားဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်ဆိုတော့ဒီပွဲစဉ်ကို30ချက်လေးလုပ်ပေးပါမယ်စပါအသင်းကလက်ရှိဒါမှတ်ပေးစရာရဲ့အဆင့်16ပါရမှတ်29မှတ်နဲ့တန်းစင်းစုံနဲ့တမတ်ပဲကွာတော့တဲ့အနေအထားကိုရောက်နေတာပဲဖြစ်ပါတယ်တန်းစင်းစုံနဲ့ဒါတမတ်ပဲကွာတော့လို့တော်တော်လေးစိုးရင်ကြကောင်းတဲ့အနေအထားကိုရောက်နေတာပေါ့နော်ပြီးတော့ဒါဒီပြတစ်လက်ထက်မှာနှစ်ပွဲကစားပြီးနှစ်ပွဲလုံးရှုံးထားတဲ့အတွက်စပါတော်တော်လေးဖိအားတွေအောက်ကိုရောက်နေတဲ့အခြေအနေလို့ပြောလို့ရပါတယ်ဒီဟာဒီမှာညီကိုလည်းတည်တယ်စပါအင်ကွင်းတော်တော်လေးကိုစုပ်ပြတ်တက်နေတာအိမ်ဝင်စွမ်းဆောင်ရည်ကြည့်မယ်ဆိုလို့ရှိရင်အိမ်ဝင်14ပွဲကစားတဲ့နေရာမှာ2ပွဲနိုင်4ပွဲတည်ရင်လည်း10ပွဲထိကိုရှုံးထားတယ်။ရာကို18ကိုနဲ့ပေကို22ကိုပေးထားရတယ်ပေါ့နော်။14ပွဲမှာ2ပွဲပဲနိုင်တယ်ဒီစပါးရဲ့အိမ်ဝင်ကတော်တော်လေးကိုစုပ်ပြတ်တက်နေတယ်လို့ပြောလို့ရတယ်ပေါ့နော်။နောက်ဆုံးကစားထားတဲ့ဒီပရီးမီးယားလိ5ပွဲမှာဆိုရင်လည်း4ပွဲထိရှုံးပြီးတော့2ပွဲတည်ရကြတာတယ်။ဒါပေမဲ့စပါးဒီပွဲချက်တွေကန်ခဲ့ရတာပေါ့နော်မန်ယူတို့မန်စီးတီးတို့နယူကာဆယ်တို့အာဆင်နယ်တို့ကိုဒါကစားခဲ့ရတယ်မန်စီးတီးကိုတော့တည်ရအောင်ကစားနိုင်ခဲ့တယ်ပေါ့နော်ဒီစပါးရဲ့လက်ရှိဒါပြဿနာကတော့လူစင်ပြဿနာပဲဖြစ်တယ်ဒဏ်ရာရလူစင်အများများနေတာဒဏ်ရာရကစားသမား9ယောက်ထိရှိနေပြီးတော့ဒါကပတိန်ရိုမဲရိုကလည်းဒါအနီးကကြောင်ဒီဘက်မှာပါလာနိုင်အောင်မဟုတ်သေးဘူးဆိုတော့10ယောက်လောက်ထိကိုညီပြနေတဲ့ option ကနေပြီးတော့ဖယ်ထားရတယ်ပေါ့နော်ဘယ်နောက်ခံကစားသမားဖြစ်တဲ့ Spence တို့တိုက်ဆက်မှာဆိုလဲ Kudas တို့ Autobat Madison တို့လိုမျိုးအရေးသွေးမြင့်တဲ့ quality player တွေကိုဒဏ်ရာကြောင့်လက်လွတ်ထားတဲ့အခြေအနေပေါ့နော်တစ်ဖက်ကဒီ Crystal Palace ကတော့ injury ကစားသမား4ယောက်ထိရှိနေပြီးတော့တယောက်ကအနီးကကြောင့်ပါလာနိုင်အောင်မဟုတ်သေးဘူး Crystal Palace မှာဆိုလဲဒါအဓိကတကယ်အားထားတဲ့တိုက်စစ်မှုဖြစ်တဲ့ Mateta နဲ့Nketiah တို့လိုလူငယ်တိုက်စစ်ကစားသမားတွေမပါဝင်လာနိုင်Crystal Palace ရဲ့နောက်ဆုံးကစားခဲ့တဲ့5ပွဲကိုကြည့်မယ်ဆိုရင်တော့ Crystal Palace ကဒီကာလိုက်ရှင်နိုင်ပွဲပျောက်နေရအောင်ဆုံးသက်ပြီးတဲ့နောက်မှာပေါင်လေးနည်းနည်းပြန်ကောင်းလာတယ်ပေါ့နော်နောက်ဆုံး5ပွဲမှာ2ပွဲနိုင်1ပွဲတည်ရင်လည်း2ပွဲရှုံးလာတယ်ဒီဟာဒီ Palace ရဲ့အဝေးပွဲစမ်းဆောင်ရည်ကြည့်မယ်ဆိုရင်လည်း14ပွဲကစားတဲ့နေရာမှာ6ပွဲနိုင်2ပွဲတည်ရင်လည်း6ပွဲရှုံးလာတယ်16ကိုရပြီးတော့16ကိုပေးထားရတယ်ပဲလေးရဲ့အဝေးကွင်းကရန်ကြီးတော့စိုးမနေဘူးပေါ့နော်ဒီဆိုလက်ရှိဒါစပါးနေပြီးတော့ level 30ကျော်ပေးထားတဲ့နေရာမှာဒါကြေးတန်းရတော့ပြော့တယ်လို့ပြောလို့ရပါတယ်စပါးလို့အတင်းကြီးတည်းနေနဲ့ level 30ပဲဖွင့်နိုင်တယ်ပေါ့နော်အိမ်ဝင်ကနေကန်ပြီးတော့ဒါပေမဲ့လက်ရှိစပါးအတင်းရဲ့အခြေအနေကိုကလည်းတော်တော်လေးအချဘက်ရောက်နေတဲ့အခြေအနေလို့ပြောလို့ရတဲ့အနေအထားဆိုတော့ဒီဘက်မှာတော့ဒါညီကိုတွေ brother တွေဖယ်အသင်းကိုရွေးချယ်ထားတယ်မသိဘူးကျွန်တော် comment box တွေမှာဝင်ဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်ကတော့ဒီပွဲမှာဒါအိမ်ကွင်းနိုင်ပွဲမဖြစ်မနေလိုအပ်နေပြီဖြစ်တဲ့စပါးတို့နီးပြအသစ်နဲ့အိမ်ကွင်းမှာ Paris ကိုအနည်းဆုံးတော့ကပ်ပြီးနိုင်သွားမယ်လို့တော့ထင်တယ်ပေါ့နော်2-1လောက်နဲ့တော့နိုင်သွားမယ်လို့ထင်မိပါတယ်ဒီဘက်မှာ Paris လည်းဘိုးပြန်သွင်းနိုင်တယ်လို့စပါးလည်းဘိုးတွေရနိုင်တဲ့အနေအထားမျိုးပေါ့နှစ်ဖက်သွင်းကိုလည်းပြန်လည်တွေ့ရမယ့်အနေအထားမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီပွဲအတွက်ကျွန်တော်ကတော့ Spa Body နဲ့ဂိုးပေါင်းဆိုရင်တော့ဂိုးဘော်လေးကိုရွေးချယ်ပေးခြင်းပါတယ်ညီကိုအားလုံးပဲကြိုက်တူတယ်ဆိုရင်လိုက်ယူပြီးတော့စားလို့ရပါတယ်အားလုံးပဲအဆင်ပြေကံကောင်းကြပါစေ